တကြားမင်းကြီးဟာလူပြည်ကဘုံတကူအင်မတန်ကြီးမားတဲ့တွေးတပေါင်မင်းကြီးကိုသူ့ရဲ့ယတနာစက်ကြာအနှံဖြစ်တဲ့အရိဏမအနှံတလက်ရှင်းမြင့်ပေးလိုက်ပြီးတဲ့နောက်ပိုင်းဘုံကန်ကြီးမားတဲ့မင်းအဆက်ဆက်ဂိုင်းဆောင်လာခဲ့ကြရင်ပကံခစ်အနော်ရထားမင်းနဲ့ကြံစစ်သားမင်းတို့လက်ထက်အထိရောက်ရှိလာခဲ့ပါတယ်။အခုပြောပြပေးမှာကတော့အနော်ရထားမင်းရဲ့လက်ယုံတော်သူရဲ့ကောင်ကြံစစ်သားအကြောင်းပဲဖြစ်ပါတယ်။ channel လေးကို like subscribe နှိပ်ပေးထားဖို့တောင်းဆိုပါတယ် ဒါဆိုရင် like subscribe လေးနှိပ်ပေးထားပြီးတာနဲ့ကျွန်တော်တို့ဇက်လန်လေးကိုစားလိုက်ကြရအောင်ကျုပ်ကပကံပြည့်ရှင်အနွယ်ထားမင်းကြီးရဲ့သူရဲကောင်းကြံစစ်သားဇက်လန်ရဲ့အစာမှာတော့ပကံပြည်ကကြံစစ်သားငထွေးယူငလုံးလက်ဖယ်နဲ့ညောင်ဦးဖီဆိုတဲ့လူစွမ်းကောင်းစစ်တီ၄ယောက်တို့ဟာအုတ်တာပကိုးပြည်ကိုကျူးကျော်တိုက်ခိုက်ကြတဲ့ခါမာဂျွန်းတပုံတွေကိုနှိမ်နင်းဖို့အတွက်စစ်ကူတွေအဖြစ်တွားရောက်တိုက်ခိုက်နှိမ်နင်းကြတဲ့အခါမှာအနိုင်ရရှိသွားကြပါတယ်အဲဒါကြောင့်အုတ်တာပြည်ကအရှင်ဘရင်ကပကံပြည်ကနေအနော်ရထားမင်းပေးပို့လိုက်တဲ့လူစွမ်းကောင်း၄ဦးတို့ရဲ့အစွမ်းကြောင့်အုတ်တာပြည်ပြန်လဲအေဂျင့်သွားရတဲ့အတွက်အနော်ရထားမင်းကြီးကိုအလွန်ပဲကျေးဇူးတင်မိပြီးကျေးဇူးတုံ့ပြန်တဲ့အနေနဲ့သူ့ရဲ့သမီးတော်လေးခင်ဦးခေါ်မနိစန္ဒာလေးကိုအနော်ရထားမင်းကြီးအတွက်လက်ဆောင်ပန်တာအဖြစ်ပကံပြည်ပြန်ကြမဲ့သူရဲကောင်းစစ်တီတွေနဲ့အတူထည့်ပေးလိုက်ပါတယ်သူရဲကောင်းတွေကဦးစီးဦးဆောင်ဖြစ်တဲ့တက်မင်းကြီးကျန်စစ်သားကမင်းသမီးလေးမနိစန္ဒာကိုခရီးလန်းတစ်ချောင်းစောက်ရှောက်ပေးဖို့အတွက်သူရဲကောင်းတဦးကြတလှဲစီစောက်ရှောက်စေပါတယ်ဒီလိုနဲ့ခရီးလန်းတစ်ချောင်းတလှဲစီစောက်ရှောက်ခဲ့ရင်နဲ့ကျန်စစ်သားစောက်ကြရမယ့်အလှဲကိုရောက်လာတဲ့အခါမှာမင်းသမီးလေးဟာလိုက်ကလေးဖွင့်ပြီးတော့ကျန်စစ်သားကိုအမြဲတမ်းကြည့်ရှုနေပြီးစကားတွေလှမ်းပြောနေပါတယ်ကျန်စစ်သားဟာမင်းသမီးလေးမနီးစန္ဒာရဲ့သဘောကျတဲ့အကြည့်တွေကိုဟိုအုတ်တာပြည်တိုက်ပွဲမှာအနိုင်ရပြီးအောင်ပွဲခံကြကြတဲ့ကတတိထားမိနေခဲ့ပါတယ်။သူကိုယ်တိုင်လည်းမနီးစန္ဒာရဲ့အလှကိုအလွန်သဘောကျမိနေပြီးတော့အတိတ်တခိုးရင်ထဲမှာပဲချစ်မိနေပါတယ်။မနီးစန္ဒာကပကံပြည်ရှင်အနော်ရထားမင်းကြီးရဲ့မင်းပန်တာဖြစ်နေတာကြောင့်ဘရင်ရဲ့အားကိုးရဆုံးလက်ယုံတော်တစ္ဆာခံဖြစ်တဲ့ကျန်စစ်သားဟာသူ့ရဲ့ဆန္ဒသူ့ရဲ့စိတ်တွေကိုတတိနဲ့ထိန်းချုပ်ပြီးတော့ခရီးဆက်နေရပါတယ်ဒီလိုနဲ့ပဲခရီးဆက်နေရင်လန်ခုလန်းမှာခရီးခဏ